hate ထိုင်းစာမဲရတာခက်လို့စိတ်ညစ်နေပြီလားဒါဆိုရင်အလွယ်မှတ်နည်းလေးတွေနဲ့မှတ်ချင်အောင်လေဘယ်လိုလဲကဲစလိုက်ကြရအောင်ပထမဆုံးတစ်လုံးကကောကိုက်အတိတ်ပဲကလေးကကြက်ကလေးလို့အတိတ်ပဲရတယ်ကောကိုက်ကြက်ကောင်းလေးနဲ့တူတယ်လို့မှတ်ထားလိုက်ရင်လွယ်သွားပြီနောက်တစ်ခုကထောထုံထုံဆိုတာအိတ်ကိုပြောတာသူရဲ့ရေးပုံရေးနည်းကကြက်ကောင်းလေးနဲ့တူတယ်အထဲမှာအလုံးလေးထည့်ထားရုံပဲဆိုတော့ကြက်ကလေးကိုအိတ်ထဲမှာထည့်ကြက်ကလေးကိုအိတ်ထဲမှာထည့်ရင်ထောထုံโอเคဒါဆိုရင်နောက်တစ်ခုဆက်သွားကြအောင်ယောရင်ရင်ဆိုတာ main ကလေးကိုပြောတာအဲ့တော့သူကခုနကထောထုံလေးမှာအမီးရှိရှိလေးပါတယ်အဲ့တော့မှတ်မိသွားအောင်ကျိုးရှိရှိလေးနဲ့ sorry အိတ်ကိုကျိုးရှိရှိလေးနဲ့လွှဲရင်အဲ့ဒါ main ကလေးအိတ်ကိုကျိုးရှိရှိလေးနဲ့လွှဲရင် main ကလေးနောက်တစ်ခုကချောကချေတစ်ပင်နဲ့နော်နင်းကိုရင်လေးအဲ့တော့သူတို့နှစ်ခုရဲ့ရင်းနှီးကလည်းထောထုံနဲ့တူတယ်ဒါပေမဲ့တစ်ပင်လေးကသူ့ရဲ့အလုံးလေးကအထဲမှာကိုရင်လေးရေးတဲ့ချိန်ကျရင်နော်နေရေးတဲ့ချိန်ကျရင်သူ့ရဲ့အလုံးလေးကအပြင်မှာအဲဆိုတော့ဘယ်လိုမှတ်မလဲဆိုရင်တစ်ပင်လေးကခြံထဲမှာကိုရင်လေးကခြံပြင်မှာဒါဆိုမှတ်မိမယ်နော်โอเคနောက်ထပ်ဗီဒီယိုတွေမှာတွေ့ကြမယ်